A1 beginner level ရဲ့ grammar lesson 2လေးကိုကြည့်ရအောင် lesson 2မှာတော့ articles တွေအကြောင်းလေ့လာကြမယ် articles တွေကဘာတွေလဲဆိုရင် a and there a ကိုဘယ်လိုခါမှာသုံးလဲ and ကိုဘယ်လိုခါမှာသုံးလဲ there ကိုဘယ်လိုခါမှာသုံးလဲ a ကိုစလုံးတစ်လုံးက consonant အတန်နဲ့စမယ်ဆိုရင်အဲ့စလုံးရဲ့အရှိမ a ကိုသုံးတယ် and ကိုကြတော့စလုံးတစ်လုံးက vowel အတန်နဲ့စမယ်ဆိုရင်အဲ့စလုံးရဲ့အရှိမ and ကိုသုံးတယ်A ရံကိုယူနေအလွယ်မှတ်လဲရတယ်ပေါ့နော်ပို့ပြီးတော့တိကျအောင်မှတ်မယ်ဆိုရင်စလုံးတစ်လုံးက vowel အတန်နဲ့စလို့ရှိရင်အဲစလုံးရဲ့အရှိမ and ကိုသုံးတယ် there ကိုကြတော့ specific people things or when there is only one ကိုကဘယ်ပုံကိုအကြောင်းပြောနေရလဲတိတိကျကျသိမယ်နော်ဒီကဘယ်ရာဝတ္ထုအကြောင်းပြောနေရလဲဆိုတာသိမယ်အဲ့လိုအခါမျိုးမှာ there ကိုသုံးတယ်ဒါမှမဟုတ်ရင်လည်း there is only one တကဘာလုံးမှာတစ်ခုပဲရှိတယ်ကွာအဲ့ရာဝတ္ထုကအဲ့လိုဟာမျိုးဆိုရင်လည်း there ကိုသုံးမယ်ဒါဆိုရင်ဥပမာလေးတွေကိုကြည့်ရအောင် I have a cat ကျွန်တော်မှာကြောင်လေးတစ်ကောင်ရှိတယ် She is drinking an orange juice သူမလိမ္မော်ရည်တစ်ခွက်ကိုတောက်နေတယ်ဟာ He wants to buy a new phone သူဖုန်းသစ်တစ်လုံးဝယ်ချင်တယ် The moon looks beautiful tonight လာကဒီညမှာလှပနေတယ်လာဆိုတာဒီတစ်ကမ္ဘာလုံးမှာတစ်ခုပဲရှိတဲ့အရာဝတ္ထုကွာအဲ့တော့ there နဲ့သုံးမယ်ပြီးရင် we saw an elephant at the zoo ငါတို့တိရစ္ဆာန်ရုံမှာဆင်းတစ်ကောင်တွေ့ခဲ့တယ် My brother has a red bicycle ကျွန်ုပ်ရဲ့အကိုမှာအနီရောင်စပိန်လေးတစ်စီးရှိတယ်ဒါဆိုရင် articles လေးတွေကိုနားလည်သွားပြီလို့ထင်ပါတယ်နားမလည်ရရှိရင်လည်း comment မှာမေးသွားပါအောင်နော်ပြီးဒီကွက်လက်ဖြစ်လေး9ခုကိုလည်း comment မှာဖြည့်ကြည့်သွားပါအောင်ဒီမှာမှားတတ်တဲ့စလုံးလေးရေးပြထားတယ်ပေါ့နော်သူကကြတော့ university U နဲ့စတယ်ဒါပေမဲ့သူ့ရဲ့အတန်ထွက်က consonant အတန်ထွက်ကြီးဖြစ်နေတယ်အဲ့တော့သူ့ရှိမှ A ကပ်ပေးရမယ်နော် A university a uniform a unicorn a European country a useful idea a one-time event a U-turn a UFO ဟလာပြီးအောက်မှာဆိုရင်လည်း hour H နဲ့စတယ်ဒါပေမဲ့သူ့ရဲ့အတန်ထွက်က vowel အတန်ထွက် vowel အတန်ထွက်နဲ့စတဲ့အတွက်သူ့ကိုကြတော့ANN နဲ့ကပ်ပေးရမယ် an hour an honest man an honor an heir an MBA an SOS ဟာလား an FBI agent ကဲဒါဆိုရင်ဒါလေးတွေကိုနားလည်ပါမယ်လို့ထင်တယ်ပေါ့နော်သိချင်တာရှိရင်လည်း comment မှာမေးသွားပါအောင်ရှင်